Select Hotel ရဲ့ 2 bedroom service apartment ပေါ့နော်။ဂျန်နဲ့ဒီဖွဲ့စည်းပုံတွေကတော့အခန်းတူတူပဲဒီမှာလည်း၄ယောက်ထိုင်စားလို့ရမယ်။ဒီဘက်မှာအိတ်ခန်းလေးရှိမယ်ပေါ့။ဒီမှာအားသာချက်ကပါလဲဆိုတော့သူကအခန်းကိုဆွဆွနဲ့မတူဘဲနဲ့ခွဲပေးထားတယ်။ဒီမှာ twin bed နှလုံးဖြစ်သွားမယ်ပေါ့နော်။ဆွအခန်းလည်း2 bedroom ပဲပေါ့နော်။ကိုကလူရည်သက်ပေါ်မူတည်ပြီးတော့ယူလို့ရတယ်။ twin bed 2ခုရှိမယ်။ twin bed ရှိတဲ့အခန်းထဲမှာလည်း view လေးကြည့်လို့ရပါတယ်။ဒီအခန်းကတော့ city view မရှိပါဘူး river view only ပဲရှိတာဖြစ်တဲ့အတွက်ကြောင့် river view ကြိုက်တယ်ဆိုရင်တော့ဒီအခန်းလေးယူလို့ရပါမယ်။ဒါတော့ day view ပေါ့နော် night ဆိုလို့ရှိရင်ပုံစံတစ်မျိုးလေးနဲ့လာမှာဖြစ်ပါတယ်မိသားစု၄ယောက်ရှိမယ်။တင်မိသားစုလိုက်သုံးလို့ရမယ် toilet တစ်ခုရှိမယ်ပေါ့နော်ပြီးလို့ရှိရင်ဒီမှာ stand shower ရှိမယ် toilet ရှိမယ် basin ရှိမယ်ပေါ့တော်တော်လေးတော့ကျေပါတယ်။ဒါပြီးလို့ရှိရင်ဖူတို့ဆွဆွပြောတဲ့ master bedroom ကိုသွားကြည့်ကြမယ်ပေါ့နော်။ master bedroom မှာဆိုရင်တော့king bed ရှိမယ် master bedroom အခန်းထဲမှာပဲထိုင်လို့ရမယ့်နေရာရှိတယ်ဒီမှာလည်း view ကြည့်ချင်တယ်ဆိုရင်တော့river view ရှိမယ် walking area ရှိမယ်မှန်ရှိတယ်ပေါ့နော်ပြီးလို့ရှိရင်နောက်ထပ်ဒီမှာလည်း bedroom တစ်ခုထားပေးပါတယ် basin က2ခုရှိတယ်ပြီးလို့ရှိရင်ဒီမှာ stand ရောbedded ကတစ်ခါလေးချူလို့ရမယ့်နေရာရှိမယ် bedded ရှိမယ် stand ရှိမယ်ပေါ့အခန်းထဲမှာတော့တော်တော်ကျယ်ပါတယ်မိသားစု၄ယောက်ဆိုရင်ကောင်းကောင်းတဲလို့ရမယ်ဟင်းချက်စားလို့ရမယ်တကယ်ချင်းနေနေဆိုရင်လေ2 bedroom service apartment မှာရှင်